လူကြိုက်နေတဲ့ကောင်ဈေးထဲမှာကိုယ်ရပြည့်ပြည့်အရသာရှိရေချိုးငသက်လောက်ကြီးက18ကျက်အတဲ့နာမည်လဲဖြင်းအစီအသားလဲဖြင်းတဲ့ငဖြင်းက28ကျက်ဈေးတဲ့ဒါနဲ့ဆိုင်ရှင်ကိုမေးကြည့်မိတယ်ဘာလို့များအရသာလဲရှိကိုယ်ရလဲပြည့်တဲ့ရေချိုးငသက်လောက်ကဈေးနဲ့ရတာလေလို့လူကြိုက်နေလို့တဲ့ငဖြင်းကတော့လူကြိုက်များလို့ဈေးကြီးတယ်တဲ့ဟုတ်ကဲ့မောင်ချောတွေကလူကြိုက်နေတဲ့ကောင်မရိုင်းထွားကြိုင်းလှကြီးရဲ့မတ်တက်စာတောင်မဖူမလုံတဲ့ကောင်တုံးလုံးစာဝေလာဝေးလို့ခန္ဓာကိုယ်နဲ့ကောင်လေဘလို့လဲဆိုတော့ကအင်မတန်တမ်းများတဲ့မိမခေါင်းပေါ်တန်းတွေတရွတစီစီပွတ်တက်နေတယ်လို့မျိုးလေကြပြားတွေကသူ့ကူပေါ်မှာအပေါ်သား restaurant တွေကအလကားရတဲ့စာရာဟင်းကြိုတွေနဲ့သူ့ဘဝကိုမတီးဆောက်လို့ဘူးတဲ့ဒါပေမဲ့ခက်ရပုံများစပွဲပေါ်မှာဒီဟင်းကြိုကြီးတစ်ခွက်ပဲပူပူနေနေရှိလေတာနွမ်းပါတဲ့အောက်ခြေလူဒန်းသားတွေနဲ့ဒူးတင်ပေါင်တင်တဒန်းနဲ့နေပြီမဲ့ဘူဆန်တဲ့အိမ်သာမျိုးကြဒင်းကမကြိုက်ပြန်ဘူးတဲ့အရက်ဖြူကိုရင်ကျေးမှုမြင့်တောက်တဲ့သေးစိန်ခံရကောင်းမှန်းတိတဲ့သေးအသုံးချတောက်ရမယ်မှန်းတိတဲ့သေးငူးလာရင်ထကားဖို့ဘယ်တော့မှမမေ့တဲ့ကောင်လေးဘဝမှာတန်အမတ်ကလည်းဖြစ်ခဲ့ခြင်းသေးတဲ့စကားပြောရမှာအထက်တန်းကြအောင်တော်ဝင်အောင်ပြောတတ်ပြောနိုင်ပေမဲ့သူတစ်ဖက်လူကိုအမှန်တကယ်ပြောခဲ့တာနဲ့သူပြန်ပြောပြတဲ့အခါပူပြောတတ်တဲ့ညင်ကလေးကလည်းရှိသေးပါတဲ့နေရာမှာခြင်အောင်ဇာထက်ပါပြီမဲ့တကယ်လက်တွေ့မှာကြမကျင့်သုံးဖြစ်လို့လူတွေကထူတယ်လို့အထင်ခံရမြဲကောင်လေတခါတရံတော့လေဂျစ်ကားပေါ်မှာပေါင်သားအလှပေါ်လွင်အောင်အချိုးကြကြထိုင်တဲ့အရွယ်ရှိအရာရှိကြော်တယောက်လိုလေအဲ့ဒီကြပြားဆရာဆိုတဲ့ကောင်ဟာနေထိုင်တတ်သေးတယ်သူ့တွေးကြောထဲမှာဂျိုးတွေကြပြားဆိုတဲ့ပါပဂျိုးတွေစူးဝင်စီးဝင်လို့မောင်ချောနယ်ဆိုတဲ့ကောင်ဟာကဘာပတ်လမ်းကြောင်းထဲမှာနေတာလို့ကြက်ရင်အုပ်လောက်သာရှိတဲ့သူ့ရင်အုံကိုကော့ပြတတ်သေးတွေးသိန်းတပေါက်ပေါက်နဲ့တီဆောက်ခဲ့ရတဲ့သူ့ဘဝခီးဂီယာကုံလီဘာကုံမောင်းနေခဲ့သူ့ဘဝကိုတရေတပြားစာယူခင်းကျင်းကြည့်လိုက်ရင်မြို့တစ်မြို့တည်နိုင်တယ်မြစ်တစ်စင်းစီးစင်းသွားနိုင်ပြီရဲ့ဒီကောင်ကအသေးကခက်ငယ်ငယ်ရဲ့လို့သူ့မွေးသမီးခင်ကခဏခဏလူကြားတယ်ပြောခံရတဲ့ကောင်ပေါ့ဘဝကိုရင်ခုန်သလိုအရင်အတိုင်းနေခဲ့နာကျင်တဲ့အခါမအော်ပဲပျော်ရွှင်တဲ့အခါရေမိုးဖို့နောက်မကြခဲ့ဘူးသူ့အတိဒုက္ခကိုတစ်ဖက်လူကသိရှိလက်ခံပြီးမဲ့သူကသူ့ဒုက္ခအပေါ်ကူဖို့နေတယ်လွန်းလို့တဝက်ကူညီစာနာမှုသာရရှိခဲ့သူပေါ့ကုသိုလ်ကနေလိုက်ပုံကလည်းပါဇက်နဲ့ကူညီပြီးလက်မပါတဲ့မိတ်ဆွေပေါ်ပြေးလာတဲ့ကောင်းပြီပဲခုံထကဘာမြေကြီးအခိုးအငွေ့တစ်ကိုင်းနဲ့အဲ့ဒီတစ်ကိုင်းပေါ်ကမြင့်တဲ့ကဘာဦးကိုတူးဆွလာတဲ့လက်အမှန်တရားကတော့လူတွေလိုပါပဲအောင်စာနေရဲ့ပါတာမန်လူတွေနဲ့မတူတဲ့အရာဆိုလို့ဒါတွေပဲသူ့မှာရှိရဲ့ကျန်တာတွေကတော့တာမန်လူတွေစောင့်ကျင်းနိုင်တဲ့စွမ်းရည်သူ့မှာခနေနေရဲ့ဥပမာမြို့မြင်တဲ့ဖုံးတတိမဖြစ်ခဲ့ဘူးအရာရှိမဖြစ်ခဲ့ဘူးပေါ့တခုခုကိုမြင်ရင်တရေတများများနဲ့ဖြစ်တာမျိုးကိုတိတ်ယွန်ရှာတဲ့ကောင်ငငယ်ကဟိုဝါဒဒီဝါဒတွေကိုနည်းနည်းမြည်ဆန်းဘူးအခုတော့မင်္ဂလာတရားနဲ့အညီလေငါးပုတ်စားရပြီမဲ့ဗြဟ္မစိုးတရားလက်ကင်ထားလို့ဘယ်သူတွေများငါးပုတ်စားရလို့ဗြဟ္မစိုးတရားလက်ကင်ထားနိုင်ခဲ့လို့လေအစုံမကောင်းအသက်ရှူပြွန်တွေကမကောင်းလှပြီမဲ့မြေအောင်နှစ်ချိုးဝိုင်ကောင်းကိုကြိုက်သေးဗာဂျီးနီးယားကောင်းတဲ့စီးကရက်ကိုကြိုက်သေးအရက်ကလေးထွေနဲ့သူ့မိတ်ဆွေတငယ်ချင်းတွေပေါ်သူပေါင်းတင်းနေထိုင်ခဲ့ပုံကမယားတယောက်လိုလေဘာသာစကားအမျိုးမျိုးပြောင်းမပြောတတ်လို့ဖက်နဲ့အမျိုးမျိုးပြောင်းမစီတတ်လို့ခဏခဏအပြစ်တင်ခံရတဲ့အကောင်ပေါ့ကို့သားရွယ်ညီရွယ်ကောင်တွေကလိန်နာညာတာကိုလိမ်မန်းတီးတီးနဲ့ခံပြီးตาရနေတတ်တဲ့ကောင်လေအပေါင်းတင်းတငယ်ချင်းတွေပေါ်လင်းကိုလှုပ်ကြွေးမယားကောင်းလိုပေါင်းခဲ့ပြီမဲ့နှစ်ပေါင်း40လုံးလုံးသူ့ဘဝသူ့ခန္ဓာပေါ်ကြမကောင်းခဲ့တဲ့သူလေမလဲမဝယ်နဲ့အနေထိုင်မတက်ဘူးလို့ရင်ဘက်ဆွဲကြိုးနဲ့ကောင်တွေရဲ့ဝေဖန်ရခံလာပေါ့သူ့ကန်လိုက်ပုံကလည်းလူပါမကနတ်ပါမွန်းအောင်ပြောတတ်တဲ့ဗဇက်ကြီးနဲ့အဆွေခင်မွန်းဖြစ်ခဲ့ရသည်
အဲ့ဒီပါဇက်ကြီးရဲ့စကားပင်လေမှာအသက်40နာကပ်နေရတောင်အနေထိုင်မတက်သေးဘူးလို့ရေနစ်နေရသေးတကယ်တော့သူ့မိမွေးတိုင်းဖာမွေးတိုင်းမှာသူ့နူးညံ့သိမ်မွေးမှုပါသူ့ရင်ကြီးတဲ့တွေးကြောပါနတ်ဆိုးတို့ပါဇက်မှာပလက်ခံရတဲ့သူကိုယ်တိုင်အတွင်းသားပါမောင်ချောနွယ်